ဖောင်ရန်ထုတ်ခံထားရတဲ့အကြမ်းဖက်မင်းအောင်လှိုင်ဟာမရက်ဖြန်ဘန်ကောက် visit အစည်းအဝေးတို့တွားနေတဲ့ချိန်မှာဖောင်ရန်ထုတ်ခံရတဲ့အတိုင်း ICJ ရောအဖမ်းခံထိမလားဆိုတဲ့မေးခွန်းလေးပဲဖြစ်ပါတယ်လူမှုစာမျက်နှာပေါ်မှာလည်းအများပြည်သူစိတ်ဝင်စားဆုံးဖြစ်တဲ့သတင်းလေးပဲဖြစ်ပါတယ်ဒီအပေါ်မှာထိုင်းအစိုးရကများတစ္ဆာဖောက်သွားမလားဆိုပြီးစစ်ကောင်စီဘက်ကမှစိုးရိမ်စိတ်လေးလည်းရှိခဲ့ကြတယ်လို့လည်းဆိုပါတယ်ဒီအပေါ်မှာနိုင်ငံရေးပါတီများနဲ့အခြားအဖွဲ့အစည်းများကမှစစ်ကောင်စီကမှလက်ခံခဲ့တယ်ဆိုပြီးထိုင်းအစိုးရကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့တဲ့အဖွဲ့အစည်းမြောက်များစွာလည်းရှိခဲ့တယ်လို့ဆိုပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမဲ့ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့စစ်ကောင်စီခေါင်းဆောင်အကြမ်းဖက်မင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့တဲ့ Vistin ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြောင်းလူအခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်အဖွဲ့ RPHR ကထုတ်ပြန်လာခဲ့ပါတယ်ဒီသွေးဆောင်ရေးမှာပါဝင်လာတဲ့နိုင်ငံများကတော့ဘင်္ဂလားဒေ့ရှ်ဘူတန်အိန္ဒိယမြန်မာနီပေါတရိကာနဲ့ထိုင်းနိုင်ငံတို့6နိုင်ငံပဲဖြစ်ပါတယ်ဘင်္ဂလားပင်လယ်အောင်စီးပွားရေးနဲ့နေပညာဆိုင်ရာကဏ္ဍပေါင်းစုံအစည်းအဝေး Visit ကိုမရက်ဖြန်ဧပြီ3ရက်ကနေ4ရက်နေ့ထိထိုင်းနိုင်ငံမှာအင်ရှန်ဖြစ်အလှည့်ကျလက်ခံကျင်းပမှာဖြစ်ပါတယ်အဲ့တော့ဒီအပေါ်မှာကျွန်တော်တို့တိုင်းပြည်သူပြည်သားများစိတ်ဝင်စားဆုံးကတော့ ICJ ကပြောထားတဲ့ကျွန်တော်တို့မင်းအောင်လှိုင်ကိုထိုင်းမှာတွားနေစီမှာတကယ်ရောအဖမ်းခံထိမလားဆိုပြီးတော့စောင့်ဆိုင်နေကြတာပဲဖြစ်ပါတယ်ထို့သူစစ်ကောင်စီအဖွဲ့သားတွေကလည်းငါတို့ခေါင်းဆောင်ကိုထိုင်းနိုင်ငံကတစ္ဆာဖောက်ပြီး ICJ လက်ထဲကိုပေးအဖမ်းခံထိမလားဆိုတဲ့ပူပင်ပန်းစိတ်လည်းရှိကြပါတယ်ဒီအပေါ်မှာကျွန်တော်တို့ပြည်သူပြည်သားတွေကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်တကယ်လို့ဒီအခြေအနေမှာ ICJ ကမဖမ်းနိုင်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့မှာ ICJ ဆိုတာလုံးဝအားကိုးစရာအကြောင်းမရှိတော့ပါဘူးကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဘာပဲပြောစစ်ကောင်စီတစ်ခုမှတစ်ခုတော့ဖြစ်လာပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ညွှန်လင်းပါတယ်အဲ့တော့လက်ရှိကြည့်နေတဲ့ပြည်သူများလည်းကျွန်တော်နဲ့အတူရင်ထရိတ်နဲ့ဘာများဖြစ်မလဲဆိုရင်ခုန်စွာနဲ့စောင့်ဆိုင်းရမှာဖြစ်ပါတယ်